ဟင်းချင်းလေးတွေကြည့်ပြီးဗိုက်စားရတာလည်းအလုပ်တစ်ခုပဲပေါ့နော်ဒီနေ့မှာတော့ရက်ခွတ်တရခွေးတွေတောင်အနိုင်ရလို့လာချောင်းကြည့်ရမယ်ဝတ်သားအချိုချင်းလေးလေးစစ်ပြမယ်နော်အရင်ဆုံးစီလေးနည်းနည်းထည့်လိုက်ပါမယ်စီလေးထည့်တဲ့နေရာမှာကြားလေးလေးထည့်ထားတယ်ပေါ့နော်ကြားလေးထည့်ပြီးပြီဆိုရင်တော့ရေလေးနည်းနည်းထည့်ပြီးကြားလေးတွေရေပေါ်သွားပြီဆိုရင်တော့ရေအများကြီးထည့်ပြီးခဏလောက်ခွဲထားလိုက်ပါရှင်ကဲဇက်လိုက်ကြောဝတ်သားကြီးရောက်လာပါပြီဝတ်သားကိုနီးနေအောင်အတကုန်းကြော်ပေးလိုက်ပါနော်ဝတ်သားလေးတွေကငါ့ကိုတက်ကုန်ကြပြီဆိုပြီးရုံးကန်နေသည်ထိအောင်လန်လို့ပေးဖို့တော့မမေ့နဲ့ဦးနော်။အခုဆိုရင်တော့တရက်ခွက်လုံးကမွေးကြိုင်နေပြီးတော့စီလေးလည်းထွက်သွားပြီးတော့ရောင်လေးလည်းပြောင်းလာပြီပေါ့နော်။ကိုလေးပြောင်းလိုက်ပါဦးမယ်ရှင်။ဆက်ဆက်လေးမှကြိုက်တဲ့သူဆိုရင်တော့ငရုတ်သီးကိုအာမနာတန်းထည့်လို့ရပါတယ်။ပိုင်းနိုင်တော့ခုစီနဲ့ကိုပေါ့ရှင်။ထည့်လိုက်တာကတော့ခဏကလောက်ထားတဲ့ကြားရည်လေးပေါ့နော်။အာလူလေးလည်းထည့်လိုက်။ကဲခုဆိုရင်တော့အနံငါးနှစ်တီကိုရောက်သွားသလားပဲ။အပေါ်ကချစ်တော်မေလေးဖြူလိုက်ရင်တော့ရုပ်ရှင်မင်းသားချောတယ်လို့မျိုးဒီမကန်လေးရလာသွားပြီပေါ့နော်။ဒီလောက်ဆိုရင်တော့ထမင်းဖြူလေးနဲ့စားဖို့အဆင်သင့်ဖြစ်ပြီပေါ့နော်။တော်တော်လောက်မြည်ကြည့်လိုက်မယ်ဆိုရင်အိုးဝတ်သားနဲ့အာလူနဲ့မစားရရင်ရောမယ်ဆိုတာမျိုးဖြစ်သွားစေရမယ်ရှင်။ကဲအားလုံးပဲဘိုင်ဝါကြပါစေရှင်။ဗီဒီယိုဆုံးဖြတ်ကြည့်ပြီးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်